အားလုံးပဲမင်္ဂလာပါဒီနေ့တစ်ချက်တင်မဲ့သင်ခန်းစာကတော့အခန်း6လေ့ကျင့်ခန်းကကျတော့ပြန်လည်လေ့ကျင့်ခန်းနံပါတ်1ကနေ6ထိပဲဖြစ်ပါတယ်နံပါတ်1မှာဆိုရင်အောက်ပါတို့ကိုညီမချင်းပုံစံပြောင်းပါသူကစာနဲ့ပေးထားတယ်ကျတော့ပါတော့ညီမချင်းပုံစံအခရာလေးနဲ့ပြန်လုပ်ပါမယ်နော်နံပါတ်ကကြီးကကျိုးတစ်ချောင်းရဲ့အရှည်က L ပေတဲ့သူ့ရဲ့9ဆက65ပေဖြစ်တယ်တဲ့ကျွန်တော်တို့ EY ကြောင့်ညီမချင်းပုံစံဆိုပြောင်းမယ်ဆိုရှင် L ပေ9ဆဆိုတော့ 5L 5L က65နဲ့65ပဲဖြစ်တယ်ဆိုတော့ 5L equal to 65ပါနံပါတ်ကဝေးကအခရာကိန်း ME သုံးစားသည်ကိန်း N ထက်30ပိုသည်အခရာကိန်း M ရဲ့သုံးစားကကိန်း N ထက်30ပိုတယ်ဆိုတော့ ME သုံးစားနော် E ဘွားကြောင့်ညီမချင်းပုံစံပြတဲ့အခါမှာ ME သုံးစားဆိုတော့ 3N 3N က N ထက်30ပိုတာဖြစ်တဲ့ N + 10ပေါ့နော်နံပါတ်ကငယ်ကနံပါတ်2ပေါ့နော်အောက်ပါဝက်ကြများကိုအခရာညီမချင်းပုံစံလို့ပြောင်းရေးပါတဲ့အောက်ပါဝက်ကြများအခရာညီမချင်းပုံစံလို့ပြောင်းရေးပါနော်နံပါတ်ကကြီးကကိန်းတစ်ခု၏လေးစားကို3ပေါင်းနေရင်35နှစ်ညီပြီဒါဆိုရင်ကျွန်တော်တို့ကိန်းတစ်ခုရဲ့လေးစားကို3ပေါင်းလို့ဆိုကိန်းတစ်ခုကဘာမှမသိတော့ကိန်းတစ်ခုကိုကျွန်တော်တို့ဘာလို့ h လို့ထားရမယ်ကိန်းတစ်ခုရဲ့လေးစားကို3ပေါင်းတယ်ဆိုတော့ကျွန်တော်ကကိန်းတစ်ခုက h လေးစားဆိုတော့4 3ပေါင်းတယ်ဆိုတော့3 + 3ပေါ့နော်4 + 3ဖြစ်တယ်တဲ့အဲ့တော့ကျွန်တော်တို့ကညီမချင်းပုံစံရေးတဲ့အခါမှာ35နဲ့ညီရတယ်ပြောထားတယ်အဲ့လိုနော်ကိန်းတစ်ခုရဲ့လေးစားကို3ပေါင်းရင်35နဲ့ညီရဆိုတော့ကျွန်တော်က4 + 3 = 35နော်နံပါတ်ခဝေးပါနံပါတ်ခဝေးကဒေါင်းမစက္ကန့်ပုံမြေကတော့မှာတဲ့အလယ်အားသည်အနံဤ2ဆရှိပြီးတော့ပက်လယ်အနားသည်140ပြီရှိပြီတဲ့ဒါဆိုရင်ကျွန်တော်တို့အနံဤ2ဆဆိုအနံကဘယ်တော့မှမသိတော့ဒေါင်းမစက္ကန့်မြေကိုအနံကို8ပေလို့ထားရမယ်အလယ်အားကကျတော့ကျွန်တော်တို့8ပေရဲ့2ဆလို့ပြောတဲ့အတွက်ကျွန်တော်တို့အနံရဲ့2ဆလို့ပြောတဲ့အတွက်အနံက8ဆိုတော့28နော်အဲ့ဒါကိုကျွန်တော်တို့ပက်လယ်အနားက140ပြီရှိနေတဲ့ဒါဆိုရင်အဲ့ဒါကိုညီမချင်းပုံစံရေးမယ်အလယ်အားနဲ့ပက်လယ်အနားဆိုတာအလယ်အားနဲ့နည်းနည်းပေါင်းပြီးတော့2နဲ့မြောက်အဲ့ဒါ8 + 2h ကိုကျွန်တော်2နဲ့မြောက်ပဲ2 × 8 + 2h အဲ့ဒါဘာနဲ့ညီလဲဆိုရင်နော်240နဲ့ညီရဲဆိုဖြစ်တဲ့အတွက်ကျွန်တော်240နဲ့ညီပေးလိုက်မယ်ဒီကနံပါတ်ကငယ်ပါရေစီတစ်စီထဲမှာတဲ့ရေက3ပုံ2ပုံသာရှိတယ်ရေ2ဂါလန်ထည့်တဲ့အခါမှာရေ10ဂါလန်ရှိလာတယ်တဲ့ဒါဆိုကျွန်တော်မူလမှာရှိတဲ့ရေကိုကျွန်တော်ရေစီထဲမှာရှိတဲ့မူလစီရေကိုကျွန်တော်8ဂါလန်ထားမယ်ဟုတ်ပြီလားအဲ့ဒီ8ဂါလန်ရေထဲမှာရှိသောရေက8ဂါလန်ရဲ့နော်မူလရှိရေရဲ့3ပုံ2ပုံဒါကြောင့်မို့2 / 3h ပေါ့နော်အဲ့ဒီမှာထည့်တဲ့သောရေက2ဂါလန်ဒါပြင်အဲ့ဒါကိုကျွန်မရှိလာသောရေက10ဂါလန်ဖြစ်လာတယ်ပေါ့နော်အဲ့ဒါကိုဒီချက်တော့ညီမချင်းပုံစံပြောင်းနေမယ်ဒါဆိုရင်မူလရှိရေမှာလည်းရေစမ်းမှာရှိရဲ့2 / 3h ကိုကျွန်မနော်ထည့်တဲ့တာ2ဂါလန်ဆိုတော့ကျွန်မ2 / 3h မှာ2ဂါလန်ထည့်တဲ့တော့2 / 3h plus ပေါ့နော်အဲ့ဒါက10ဂါလန်ဖြစ်လာပြီဆို equal to 10 2 / 3 plus 2 / 3h plus 2 equal to 10အဲ့ဒီမှာကျွန်တော်8ကျန်ခဲ့ပါတယ်နော်ဒါမှာ2 / 3h plus 2ပြရမှာနော်အဲ့မှာ8လုံးကျန်ခဲ့ပါတယ်နော်အဲ့ဒါနံပါတ်ကကြီးကိန်းတစ်ခုရဲ့4ပုံ3ပုံဒီထိုကိန်းမှာ9နှုတ်ချင်းနဲ့ညီတယ်တဲ့နော်အဲ့ဒါဆိုကျွန်တော်ကကိန်းတစ်ခုကဘာမှမပြီးတော့ကိန်းတစ်ခုကိုကျွန်တော်8လို့ထားလိုက်မယ်ကိန်းတစ်ခုရဲ့4ပုံ1ပုံလို့ပြောရနော်ကိန်းတစ်ခုရဲ့4ပုံ1ပုံဆိုတော့ကျွန်တော်တို့က4ပိုင်း1ပိုင်းကိန်းတစ်ခုရဲ့4ပုံ3ပုံဆိုတော့4ပိုင်း3ပိုင်း8ပေါ့နော်3ပိုင်း4 8အဲ့ဒါကိုကျွန်တော်ကဒီ8နဲ့မြောက်ရင်3 8/4ပေါ့အဲ့ဒီကနေကျွန်တော်က9နှုတ်မှာတဲ့ထိုကိန်းမှာ9နှုတ်မယ်ဆိုတော့ကျွန်တော်ကကိန်းတစ်ခုကနေ9နှုတ်မယ်ဆိုတော့8 - 5အဲ့ဒါကိုညီမရေးပုံစံရေးတဲ့အခါမှာကျွန်တော်တို့ကိန်းတစ်ခုရဲ့4ပုံ3ပုံက3/8/4အဲ့ဒါကထိုကိန်းမှာ9နှုတ်ချင်းနဲ့ညီတယ်ဆိုတော့8 - 5ပေါ့ဒါပြင်ညီမရေးပုံစံရေးတဲ့အခါမှာ3/8/4 equal to 8 - 5ဖြစ်ပါတယ်ဒီဘက်က8ကရေးစရာမလိုတော့ဘူးเนาะ8ကတော့3မှာပါသွားပြီဆိုတော့ဒီဘက်က8ကရေးစရာမလိုဒါကပို့သွားတာပေါ့เนาะရေးစရာမလိုပါဘူးဟောနံပါတ်3အောက်ပါညီမချင်းများရဲ့အဖြေအသီးသီးကိုမှန်းဆချင်းပြီးအဖြေရှာပါတဲ့เนาะမှန်းရမှာသူကရေးစရာမလိုကိုကမှန်းလိုက်ရပြီနံပါတ်ကကြီးက8 + 5 equal to 7ဒီမတိကဲ8နဲ့9နဲ့ပေါင်းလိုက်လို့ရှိရင်9ဆိုတော့ကျွန်တော်က8နေရာမှာကျွန်တော်ဘာကိုထားထုတ်မလဲဆို2နဲ့9နဲ့ပေါင်းမှာ9လေဒါကြောင့်မို့ကျွန်တော်8တန်မှုက2ပေါ့เนาะအဲ့လိုမှန်းဆခိုင်းတာပါနံပါတ်ကဝေးရ8 + 2 equal to 12 8နဲ့2နဲ့ပေါင်းရင်12ရတယ်ဆိုတော့8တန်မှုက10ပေါ့10နဲ့2နဲ့ပေါင်းမှာ10ဖြစ်တယ်ကျွန်တော်က8တန်မှုက10เนาะပြောရမယ်ဆိုရင်တော့9နဲ့9တည်းက9ဒီနံပါတ်ကကြီးမှာဆိုလဲဒီဘက်ကပေါင်းလက်ထဲကနေပြီးတော့9ကိုနှုတ်လိုက်လို့ရတယ်ဒီဘက်ကလည်းစနစ်ကျ2ကိုနှုတ်လိုက်အဖြေလေးတက်ရတယ်ပေါ့နော်နံပါတ်ကငယ်က p + 4 equal to 21 21ရအောင်ကျွန်တော်4နဲ့ဘာနဲ့ပေါင်းမလဲဆို21နဲ့က4ကိုနှုတ်ကြည့်မယ်နော်17ပေါ့
ဒီပီတာမိုးက17ဒါဆိုမှန်းစတာပေါ့နော်နံပါတ်ကကြီးက10 minus y equal to 6 10တဲ့က y အောင်တော့6ကျန်နေဆိုတော့ကျွန်တော်10တဲ့က4နဲ့6ပုံဒါကြောင့်မို့10တဲ့က6ကိုနှုတ်ကြည့်လိုက်မယ်ဒါဆိုy တန်မိုးက4y တန်မိုး4ဖြစ်မှ10တဲ့က4နှုတ်ရင်6ဖြစ်မှာနော်နောက်တစ်ခုကကျတော့9 minus 4 equal to 9 minus a တဲ့နော်ဒါဆိုရင်4ရအောင်လို့9ရ a ကိုနှုတ်ပါမှာ a တန်မိုးကိုကျွန်တော်ဘယ်လောက်ရမလဲဆိုရင်9ရ4ကိုနှုတ်ကြည့်လိုက်မယ်9ရ4နဲ့တော့9ဒါဆို a တန်မိုးက9ပေါ့အဲ့တော့9ရ9ကိုနှုတ်မှာကျွန်တော်4ရမှာဖြစ်တဲ့နော်ကိန်းတစ်ခုကိုနော်ဒီနှုတ်ကိန်းနေရာနှုတ်ကိန်းကိုလိုချင်လို့ရှိရင်ကျွန်တော်တို့ကဒီကိန်းထဲကနေပြီးတော့ဗာဒီကြံကိန်းကိုနှုတ်လက်ကိုကျွန်တော်နှုတ်ကြည့်လိုက်ရတယ်နော်ဟောနံပါတ်စလုံးမှာ9 minus x equal to 3 9နဲ့က x ကိုနှုတ်3ရတယ်ဆိုတော့ကျွန်တော်3ရအောင်လို့9ရ3ကိုနှုတ်ကြည့်လိုက်မယ်9ရ3နှုတ်တော့ကျွန်တော်က6ဒီနော်ဒီကိန်းထဲကနေပြီးတော့နှုတ်လက်ကိုနှုတ်ကြည့်လိုက်ရင်နှုတ်ကိန်းရပါတယ်x equal to 6စလင်ရကြ2a plus 5 equal to 11နဲ့ဟုတ်ပြီနော်ဒါဆို5ဆိုတော့ကျွန်တော်9နဲ့ပေါင်းတာဖြစ်တဲ့800က6ဖြစ်ရမှာပေါ့6ဖြစ်ဖို့ဆိုရင်ကျွန်တော်2နဲ့ဘာနဲ့မြောက်မှာ6လဲဆိုရင်2နဲ့3နဲ့မြောက်မှာ6ဖြစ်တာဖြစ်တဲ့8တန်မိုးက3ဖြစ်နေရမှာပါဟုတ်ပြီနော်နောက်တစ်ခုကဇာခွဲ 8/2 equal to 3တဲ့ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်3ရအောင်လို့ကျွန်တော်8ကို2နဲ့စားကြည့်မယ်နော်8ကို2နဲ့စားရင်3ရမှာအဲ့လိုစားရတယ်ဆိုရင်ကျွန်တော်သွားမြောက်ကြည့်မယ်နော်ဒီကဟိုစားလက်နဲ့ဒီဘက်ကစားခင်းနဲ့မြောက်ကြည့်လိုက်မယ်2 3 6ဒါဆို8တန်မိုးက6ပေါ့8တန်မိုး6ဖြစ်နေမှာ6ကို2နဲ့စားတော့3ရမှာပေါ့နော်နောက်တစ်ခုကနံပါတ်4ပါတောင်းတလုံးမှာလိန်မော်သီးအချိုးရှိတဲ့အခါမှာ9လုံးကပုတ်သွားတယ်65လုံးကျန်တယ်မူလကထိုတောင်းနေလိန်မော်သီးများရှိတယ်နည်းတဲ့အဲ့ဒါမူလကထိုတောင်းနေရှိသောလိန်မော်သီးကိုကျွန်တော် H လို့ထားလိုက်မယ်ပုတ်သွားတဲ့လိန်မော်သီးက9လုံးဒါဆိုရင်ကျန်သောလိန်မော်သီးက65လုံးဒါဆိုညီမချင်းပုံစံရေးတဲ့အခါမှာကျွန်တော်ထိုတောင်းမှာမူလကရှိတဲ့လိန်မော်သီးကိုလိုချင်ဘာနဲ့ပေါင်းအောင်မှာလဲဆိုရင်ပုတ်သွားတဲ့လိန်မော်သီးနဲ့ကျန်တဲ့လိန်မော်သီးကိုပေါင်းမိရမယ်နော်အိတ်ထဲကနေပြီးတော့ကျွန်တော်တို့ဘာလို့ဒီမူလကရှိတဲ့မူလကတောင်းထဲမှာရှိတဲ့လိမ်မော်ဒီက8လုံးပေါ့8လုံးနဲ့ပုတ်သွားတဲ့လိမ်မော်ဒီကိုနှုတ်လိုက်လို့ရှိရင်ကျန်တဲ့လိမ်မော်ဒီရတယ်နော်ဒါမို့8 - 7 equal to 65အဲ့ဒါကိုကျွန်တော်တို့ကနော်8တန်မို့လို့ချင်း -7 ကိုပြောက်ချင်တာဖြစ်တဲ့ညီမလေးနှစ်ပတ်စလုံး9နဲ့ပေါင်းလိုက်မယ်-7နဲ့ +7 နဲ့ကြည်သွားတော့8ပဲကျန်မယ်လက်ရဘက်မှာ65နဲ့9နဲ့ပေါင်းတော့82ဒါပေမဲ့မူလကဒီတောင်းထဲမှာရှိသောလိမ်မော်ဒီက82လုံး82လုံးတွေကနေပြီးတော့9လုံးကပုတ်သွားရင်ကျန်တဲ့လိမ်မော်ဒီက65လုံးဖြစ်ပါတယ်နောက်တစ်ခုကနံပါတ်5ပါမတ်တင်တင်တင်ချာရမှတ်မှာတဲ့6မှတ်ထက်ပေါင်း80မှတ်ဖြစ်လာတယ်မူလကသူမရဲ့တင်ချာရမှတ်များဖြစ်တယ်နည်းတဲ့သူမူလကရတဲ့တင်ချာရမှတ်ကို8မှတ်လို့ထားလိုက်မယ်အဲ့ဒီမှာထက်ပေါင်းသောအမှတ်က6မှတ်ဖြစ်လာသောအမှတ်က80မှတ်ဒါဆိုမှအဲ့ဒါကိုညီမရေးပုံစံရေးတဲ့အခါမှာနော်ဒီမူလမှတ်တွေကနေပြီးတော့မူလမှတ်က8ကို6မှတ်ထပ်ပေါင်းမယ်ဆိုတော့8 + 6ဖြစ်လာတာက80ဆိုတော့8 + 6 equal to 80အဲ့မှာကျွန်တော်တို့8တန်မို့လို့ကျွန်တော်ပြတဲ့ဒီ +6 ကိုဖြောက်မှာပေါ့နော် +6 ဖြောက်မယ်ဆိုရင်ညီမလေးနှစ်ပတ်လုံးကနေ6ကိုနှုတ်ပေးရမယ်အဲ့ -6 နဲ့ +6 နဲ့ကြည့်တော့8လဲဝဲဘက်မှာ8ပဲကျန်မယ်လက်ရဘက်မှာ80လဲ6ကိုနှုတ်တော့84ကျန်တယ်နော်ဒါကြောင့်မို့8တန်မို့ကမူလမတ်တင်နေတဲ့တင်ချာရမှာက84မှတ်84မှတ်မှာ6မှတ်ထပ်ပေါင်း80ဖြစ်သွားမှာမူလကမတ်တင်နေတဲ့တင်ချာရမှာက84မှတ်ဖြစ်ပါတယ်ဟောနံပါတ်6ပါကျိုးတစ်ချောင်းကို9ပိုင်းညီညာပိုင်းတဲ့ခါမှာတစ်ပိုင်းက2ပေရှိတယ်တဲ့မူလကကျိုးလေးကများရှိတယ်နည်းတဲ့ဒါဆိုမူလကျိုးလေးကို8ပေလို့ထားလိုက်မယ်ကျိုးတစ်ပိုင်းရဲ့အရှည်ကကျတော့2ပေပေါ့ဒါဆိုရင်ကျိုးချောင်းကိုပိုင်းသောရေအတွက်က9ပိုင်းဟုတ်ပြီနော်9ပိုင်းဆိုမူလကျိုးလေးက8ကိုကျွန်တော်တို့9ပိုင်းပိုင်းတာဖြစ်တယ်ကျွန်တော်တို့က8 by 5ပေါ့ကျိုးတစ်ပိုင်းစီရဲ့ရှည်က2ပေဖြစ်လာတဲ့ဆိုတော့ကျွန်တော်တို့2နဲ့ညီလိုက်မယ်ပေါ့ဒါမူလကျိုးလေးကိုလို့ချင်းဒီမှာစဉ်ပုံစံရေးတဲ့အခါမှာ8 by 5 equal to 2 8 by 5ဆိုတာကမူလကျိုးက8ပေအဲ့ဒါကို9ပိုင်းမှာဆိုတော့ဖြစ်တဲ့9နဲ့စားမယ်စားတဲ့အခါမှာတစ်ပိုင်းစီရဲ့ရေတက2ဖြစ်တဲ့ညီမကြီး2နဲ့ညီလိုက်မယ်နော်ဒါဆိုရင်ကျွန်တော်ပိုင်းဒီမှာရှိတဲ့9ကိုညီမကြီးတစ်ဖက်ကိုပို့ရင်သွားမြောက်ရမယ် h equal to 2 into 5ပေါ့ဒီ9လေးက30ဒါကြောင့်မို့မူလကျိုးလေးက10ပေပေါ့10ပေကိုကျွန်တော်တို့က9ပိုင်းတဲ့အခါမှာတစ်ပိုင်းကို2ပေစီရှိရဲလို့ကြားပါတယ်နော်ဒါဆိုရင်ဒီနေ့ကတော့လေ့ကျင့်ငယ်ပြန်ခန်း6ကပြန်လေ့ကျင့်ငယ်ပဲဖြစ်ပါတယ်ဆုံးဖြတ်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းပြန်ပြီးတော့တွေ့ဆုံကြပါမယ်ရှင်